အောက်တိုဘာလ6ရက်နေ့သတင်းကြိုလာပြီးနေ့အတွက်ကံကောင်းခြင်းရတရားများလာပြီးမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့တောင်ကြီးမြို့ကတနက်တိုက်ဆရာလေးဆရာဦးမင်းဆက်ကဖြစ်ပါတယ်ခင်ဗျာအောက်တိုဘာလ6ရက်နေ့သတင်းကြိုလာပြီးနေ့ဟာဆိုလို့ရှိရင်မိတ္တရာတီလပြည့်စမ်းနဲ့အပြည့်အဝစမ်းချင်တဲ့နေ့ဖြစ်ပြီးတော့နေမင်းနဲ့နလချင်းဆိုင်သူရာဒီကွင်မှာချိနေတာဖြစ်တဲ့အတွက်အပြောင်းအလဲနဲ့စိတ်ပိုင်းဆိုင်ရာစွမ်းအင်များအလွန်အားကောင်းပြီးအေးချမ်းခြင်းငြိမ်းချမ်းခြင်းဆိုတဲ့နမိတ်များကိုခံစားရမယ့်နေ့တစ်နေ့ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေအလွန်အားကောင်းတဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက်ခုနှစ်နှစ်ပွားချင်းသားသမီးတို့ဒီလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးရဲရင်းနဲ့အပြောင်းအလဲတွေစတင်ဖို့အလွန်လိုအပ်တဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်ခင်ဗျာအလွန်အားကောင်းတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်6ရက်နေ့တနင်္လာနေ့နော်သတင်းကြိုလာပြည့်နေ့အခါသမယအတွက်ခုနှစ်နှစ်ပွားချင်းသားသမီးတို့ဤအထူးရတရားကံကောင်းစီမိရတရားအနေဖြင့်ရေတတဝါများလှုပ်ခြင်းရေတတဝါများအစာကျွေးခြင်းဖျားတွင်ပန်းအဖြူကက်လူခြင်းတောက်တော်ရည်ချမ်းလူဒန်းခြင်းမေတ္တာပို့ခြင်းအမျှဝေခြင်းဒီရတရား၃ခုကိုပြုလုပ်ခြင်းဖြင့်ခုနှစ်နှစ်ပွားချင်းသားသမီးအသင်တို့ထံအားကံကောင်းခြင်းတွေကိုဖိတ်မှန်တကပြုနိုင်ပါပြီခင်ဗျာအားလုံးခုနှစ်နှစ်ပွားချင်းသားသမီးတို့ဒီစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံ၍ဘေးအန္တရာယ်ကင်းခြင်းပြီးတခါလာလက်လာပါလေပွင့်လန်းကံကောင်းခြင်းများစွာရရှိနိုင်သောပုဂ္ဂိုလ်များဖြစ်ကြပါစေ